မိတူတွေဘလောက်ပဲကောင်းကောင်းမူရင်းကိုတော့မှီမှန်မထင်နဲ့ဘာကြောင့်လဲဆိုတော့ဖြစ်တည်လာတဲ့တန်မိုးချင်းလည်းမတူသလိုပေးဆက်ထားတဲ့တန်မိုးချင်းလည်းမတူလို့ပဲ